Fortify right ရဲ့မဟုတ်မမှန်ဆွဆွဲချက်တွေကိုကန့်ကွက်ပယ်ချပြီးအာရခပြည်မှာလူမှုတဟဇာတာဖြစ်နေတာတွေကိုနှောင့်ယှက်ဖျက်ဆီးနေတယ်လို့ ULA ထုတ်ပြန်တတိပေးဘာသာရေးစွန်းရောက်တွေရဲ့မဟုတ်မမှန်လောက်ကျန်လိမ့်လေပြောဆိုချက်တွေကိုအခိုင်အမာဆွဲကင်ပြီးရခိုင်မျိုးသားဖွဲ့ချုပ်အာရခတက်တော် ULA ပေါ်မှာဒီဇိုင်းမက်မက်အပုတ်ချထိုးနှက်တိုက်ခိုက်နေတဲ့ Fortify right အဖွဲ့ရဲ့ဆွဆွဲချက်တွေကို ULA ကကန့်ကွက်ရှုံချပြီးပြတ်သားစွာပယ်ချတယ်လို့အာရခတက်တော်AA ကဒီကနေ့မှာထုတ်ပြန်ပါတယ်နိုင်ငံတကာမြင်ကွင်းမှာလူခွင့်ရေးကိုကာကွယ်တယ်လို့အကြောင်းပြပြီးဘာသာရေးအစွန်းရောက်တွေရဲ့မဟုတ်မမှန်လောက်ကျန်လိမ့်လေပြောဆိုချက်တွေကိုအခိုင်အမာဆွဲကင်ပြီး Fortify right အဖွဲ့ဟာ ULA ပေါ်မှာအရင်နီးတူဆွဆွဲချက်တွေနဲ့ပုတ်ခတ်တိုက်ခိုက်ထားတဲ့ကြေညာချက်အောက်တိုဘာလ22ရက်နေ့မှာထပ်မံထုတ်ပြန်ထားတယ်လို့ AA ကပြောပါတယ် Fortify right ရဲ့အဲ့ဒီထုတ်ပြန်ချက်မှာအရင်ထုတ်ပြန်ခဲ့တဲ့အတိုင်းပဲ ULA ကိုအဓမ္မလုံအားစေခိုင်းမှုအပါအဝင်လူခွင့်ရေးချိုးဖောက်ကျူးလွန်နေတဲ့အဖွဲ့အစည်းဖြစ်ပုံဖော်ပြီးမဟုတ်မမှန်လောက်ကျန်ဆွဆွဲဖော်ပြထားတယ်လို့ AA ကပြောပါတယ် Fortify right ရဲ့ဆွဆွဲချက်တွေဟာအချိန်နေရလူပုဂ္ဂိုလ်နဲ့အဖြစ်အပျက်စတဲ့တိကျခိုင်မာတဲ့အချက်လက်တွေလုံးဝမပါရှိပဲဘာသာရေးစွန်းရောက်တွေနဲ့အကြမ်းဖက်စစ်သွေးကြွအုပ်စုတွေလီဆယ်လောက်ကျန်ထားတဲ့အတိုင်းအခြေအမြင့်မရှိတဲ့ဆွဆွဲချက်တွေနဲ့ ULA/AA ကိုဂုံတိတ်ခါကြဆင်းစေဖို့အဓိကရည်ရွယ်ပြီးနိုင်ငံရေးအထိုးနှက်ထားတာတွေကိုပဲစစ်စစ်တွေ့ရှိရတယ်လို့ AA ကဆိုပါတယ်လက်တွေ့မှာတော့ ULA အနေနဲ့အဖွဲ့အစည်းစတင်ထူထောင်ခဲ့တဲ့အချိန်ကနေစပြီးဒီကနေ့အချိန်ထိအဓမ္မလုံအားစေခိုင်းမှု Force Labor ဆိုင်ရာ ILO Convention number 29အပါအဝင် ILO Convention တွေကိုတစုံတရာချိုးဖောက်ကျူးလွန်ခြင်းမရှိခဲ့ပဲ Convention တွေကိုတိကျစွာလိုက်နာကျင့်သုံးလျက်ရှိနေတယ်လို့ AA ကပြောပါတယ်။ဒီချိန်ထဲမှာ Geneva Convention တွေအပါအဝင်အပြည်ပြည်ဆိုင်ရာလူခွင့်ရေးကြေညာစာတမ်းမှာပြဋ္ဌာန်းချက်တွေကိုလည်းအထူးလေးစားတန်ဖိုးထားကအစဉ်တစိုက်လိုက်နာဆောင်ရွက်လျက်ရှိတယ်လို့ပြောပါတယ်။ဒါပြင် ULA ရဲ့အဖွဲ့ဝင်တွေကိုလည်းအဲ့ဒီနိုင်ငံတကာ convention တွေနဲ့ပြဋ္ဌာန်းချက်တွေကိုအထူးလေးစားလိုက်နာစေဖို့အမြဲတမ်းလမ်းညွှန်လေ့ကျင့်သင်ကြားလျက်ရှိတယ်လို့ AA ကထုတ်ပြန်ပါတယ်။လက်ရှိချိန်ထဲမှာ ULA ဟာအာရခပြည်အတွင်းမိတင်းနေထိုင်နေကြတဲ့မတူကွဲပြားတဲ့ဘာသာလူမျိုးများအကြားသဟဇာတဖြစ်စေရေးကိုအစဉ်အမြဲကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပြီးဘာသာရေးလူမှုရေးပညာရေးကျန်းမာရေးအုပ်ချုပ်ရေးစတဲ့ကဏ္ဍအသီးသီးမှာခွဲခြားမှုလုံးဝမရှိစေပဲလူမျိုးစုများမှာခွင့်တူညီမျှရရှိနေကြပြီးဖြစ်တယ်လို့ AA ကဆိုပါတယ်။ဒါပေမဲ့ Fortify right အဖွဲ့ဟာဘာသာရေးစွန်းရောက်တွေရဲ့ရည်ရွယ်ချက်ရှိမဟုတ်မမှန်လောက်ကျန်လီးဆဲလိမ့်လေဖန်တီးထားတဲ့မဟုတ်တန်တရားဇလန်းတွေကိုလက်ဆုပ်လက်ကင်ပြုက ULA ကိုပဲတစ်ဖက်သက်ဆွဆွဲချက်တွေနဲ့တလျှောက်လုံးထိုးနှက်လှုပ်ဆောင်လာနေခဲ့ကြတယ်လို့ AA ကပြောပါတယ်။ Fortify right ရဲ့အဲ့ဒီလိုတစ်ဖက်သက်တိုက်ခိုက်နေတဲ့လုပ်ရက်တွေဟာပဂရိမြေပြင်မှာ ULA ကဆောင်ရွက်နေတဲ့အာရခပြည်ထဲရှိမတူကွဲပြားတဲ့ဘာသာလူမျိုးများအကြားလူမှုသဟဇာတဖြစ်နေတာတွေနဲ့အောင်မြင်မှုတွေဖြစ်ထွန်းလာစေဖို့အပတ်တကုတ်ကြိုးပမ်းအားထုတ်နေတဲ့လုပ်ရက်တွေကိုဆိုးဝါးစွာထိခိုက်စေသည့်တာမကနှောင့်ယှက်ဖျက်ဆီးရလေရောက်စေတယ်လို့ AA ကဆိုပါတယ်။ Fortify right အနေနဲ့ရခိုင်နဲ့မြို့နယ်စုတွေအကြားခိုင်မာစွာရရှိထားပြီးဖြစ်တဲ့အထွေထွေသဟဇာတဖြစ်မှုကိုပြောင်းပြန်လှန်ကအခုကဲ့သို့မဟုတ်မမှန်ထုတ်ပြန်နေခြင်းဟာ ULA ပေါ်နိုင်ငံတကာအလယ်မှာဂုံတိတ်ခါကြာဆင်းစေဖို့ရည်ရွယ်ချက်ရှိလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့အလေးနဲ့ရှုမြင်ကြောင်း AA ကပြောပါတယ်။ဒါကြောင့် Fortify right ဟာဘာသာလူမျိုးအသားအရောင်ခွဲခြားမှုမရှိပဲလူခွင့်ရေးကိုအမှန်တကယ်အကာအကွယ်ပေးကဂုံတိတ်ခါရှိတဲ့အဖွဲ့အစည်းတွေဆိုရင်တော့အာရခပြည်ရှိမတူကွဲပြားလူမျိုးများကြားအဟဇာတဖြစ်နေမှုအမှန်တရားများအပါအဝင်မြေပြင်မှာဖြစ်ထွန်းနေတဲ့ပဂရိအရှိတရားတွေကိုမှန်ကန်စွာလေ့လာပြီး ULA ပေါ်မဟုတ်မမှန်ဆွဆွဲထားတဲ့အချက်လက်တွေကိုပြန်လည်သုံးသပ်သင့်တယ်လို့ဆိုပါတယ်။ဒါပြင်မဟုတ်မမှန်လောက်ကျန်သတင်းပေးလျက်သူတို့ရဲ့အကျိုးစီးပွားအတွက် Fortify right ကိုအသုံးချနေကြတဲ့ဘာသာရေးအစွန်းရောက်တွေရဲ့နိုင်ငံရေးရည်ရွယ်ချက်တွေသူတို့ကိုကြိုးကင်နေတဲ့နောက်ွယ်ကလက်မဲကြီးတွေနဲ့ငွေကြေးထောက်ပံ့လေပတ်စီးဆင်းနေမှုတွေကိုပါပြန်လည်စစ်ဆေးသင့်မှာကြောင့်လဲစေတနာဖြင့်အကြံပြုလိုပါတယ်လို့ AA ကပြောပါတယ်။ရေပြင်နဲ့လုံးဝကင်းကွာနေပြီးဘာသာရေးအစွန်းရောက်တွေလောက်ကျန်ဖန်တီးထားတဲ့တိကျခိုင်မာမှုလုံးဝမရှိတဲ့အချက်လက်အမှားတွေနဲ့ ULA ရဲ့ဂုံတိတ်ခါကြာဆင်းစေဖို့ရည်ရွယ်ချက်ရှိတစ်ဖက်သက်ဆွဆွဲဖော်ပြထားတဲ့ Fortify right ရဲ့ထုတ်ပြန်ချက်ကိုပြင်းထန်စွာကန့်ကွက်ရှုံချပြီးပြတ်သားစွာပယ်ချတယ်လို့
ULA ကထုတ်ပြန်ပြောဆိုထားပါတယ်